ကျွန်တော်ကဖခင်ဖြစ်သူကိုအလုပ်ကူလုပ်ပေးရင်မတော်တဆရွှေပုံကြီးတစ်ခုကိုတူးဖော်မိခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးအိမ်မှုကိစ္စတွေလုပ်လိုက်တိုင်းကောင်းကင်ကြီးကကျွန်တော်ကိုရဲရောဆုလက်တွေကြီးမြင့်ပါတော့တဲ့အလွယ်တကူကျွေးခဲ့တဲ့စက်တကောင်ကတော့တန်ဖိုးမဖြစ်နိုင်တဲ့ပလဲတစ်လုံးကိုဖွားမြင်ပေးခဲ့ပါတယ်။မကြခင်မှာပဲကျွန်တော်မိသားစုဟာအလွန်တရာချမ်းသာလာခဲ့ပြီးမိဘတွေကလည်းတိတ်တဆိတ်ကုမ္ပဏီတစ်ခုကိုစတင်ထူထောင်ခဲ့ကြပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဘာမှမသိခဲ့ပါဘူး။ကျွန်တော်တို့မိသားစုဟာအလွန်ဆင်းရဲဆဲပဲလို့ပဲဆက်ပြီးယုံကြည်နေခဲ့ပါတယ်။ဒါကြောင့်မိသားစုကိုထောက်ပံ့ဖို့နဲ့ပတ်စံရှာဖို့အတွက်မြို့ပေါ်ကိုအလုပ်လာလျှောက်ခဲ့ပါတယ်မကြခင်မှာပဲရွှေပြောင်းတဲ့ယူရေးသမားဖြစ်အလုပ်ရခဲ့ပါတယ်ဘဝကဘလောက်ပဲခက်ခဲပါစေမိသားစုစီကဖုန်းလာတိုင်းကျွန်တော်ကတော့အဆင်ပြေပါတယ်ဘာမှမစင်ရရပါဘူးလို့ပဲအမြဲပြောခဲ့ပါတယ်မိသားစုကလည်းကျွန်တော်စကားကိုယုံကြည်ခဲ့ကြပါတယ်တနေ့မှာတော့ဟိုတယ်တစ်ခုမှာပစ္စည်းတွေတည်ယူနေတော့ဟိုတယ်ပိုင်ရှင်ရဲ့သမီးဖြစ်သူအတွက်ကျင်းပပေးတဲ့လက်ထပ်ကွဲစားရှာပေးတဲ့ပွဲနဲ့တိုက်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်မိဘတွေရွေးချယ်ပေးထားတဲ့ချမ်းသာတဲ့သူတို့သားလောင်းတွေကိုကောင်းမလေးကမကြိုက်ပါဘူးဒါကြောင့်လမ်းမှာဖြစ်သွားတဲ့ကျွန်တော်ကိုမြင်တဲ့အခါမှာတော့နှောက်လေးကြံ့ကြာနေခြင်းမရှိပဲကျွန်တော်ကိုရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့ဟိုတယ်ပိုင်ရှင်ကဆင်းရဲတဲ့ကြီးလက်ကောင်လေးဖြစ်တဲ့ကျွန်တော်ကိုအထားသေးလုပ်ခဲ့ပြီးကျွန်တော်ကိုလက်လျှော့သွားအောင်လုပ်ချင်ခဲ့ပါတယ်အဲဒါကြောင့်သူတို့ကကျွန်တော်ကိုတလားတီတီစမ်းသက်ကာလာပေးခဲ့ပါတယ်ဘယ်လိုပဲနှိမ့်ဆက်ညှင်းပန်းပါစေကျွန်တော်ကတော့အလုပ်ကြိုးစားပြီးတာဝန်တိုင်းကိုအလေးနဲ့ထားလုပ်ဆောင်ခဲ့ပါတယ်ကောင်းမလေးရဲ့မိဘတွေလည်းကျွန်တော်ကိုတဖြည်းဖြည်းအမြင်ပြောင်းလာခဲ့ကြပါတယ်အဆုံးမှာတော့သူတို့ကကျွန်တော်ကိုလက်ခံဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်အဲ့ဒီအချိန်နဲ့တတိုင်းတစ်ထဲမှာပဲကျွန်တော်မိသားစုရဲ့ကုမ္ပဏီဝင်ငွေက10ဆမြင့်တက်လာခဲ့ပါတယ်ဒါပေမဲ့မိသားစုဝင်ငွေနှစ်ဆတိုးလာတိုင်းအပြင်မှာကျွန်တော်ဒုက္ခရောက်နေရတယ်ဆိုတာကိုကိုစားပြုနေတာကြောင့်ကျွန်တော်အမေကလုံးဝမပျော်ရွှင်ခဲ့ပါဘူးကျွန်တော်ဘွားကလည်းကျွန်တော်အတွက်စမ်းသပ်မှုကိုအဆုံးသတ်ပေးရမယ့်အချိန်ရောက်ပြီလို့တွေးခဲ့ပါတယ်ဒါကြောင့်တမိသားစုလုံးကကျွန်တော်စီလာပြီးအမှန်တရားကိုလာပြောဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီလိုအချိန်မှာပဲညှင်းပယ်ခံခဲ့ရတဲ့ချမ်းသာတဲ့သူတို့သားလောင်းကကောင်မလေးကကျွန်တော်ကိုရွေးချယ်ခဲ့လို့သူ့မှာတိတ်ခါကြတယ်လို့ခံစားရတာကြောင့်ကျွန်တော်စီကိုပြဿနာလာရှာပါတော့တယ်သူ့မိသားစုရဲ့အာဏာကိုအသုံးချပြီးမိုးတဲထန်နေတဲ့ကြားထဲမှာသူ့ကားကိုစေးကြောဖို့အမိန့်ပေးခဲ့ပါတယ်ကောင်မလေးရဲ့မိဘတွေကသူ့ကိုတားဆီးဖို့လုပ်ပေမဲ့သူတို့သားလောင်းရဲ့မိဘတွေရဲ့အရှိန်အဝါကိုမရှင်နိုင်ခဲ့ပါဘူးသူတို့ကိုအခက်မတွေ့စေချင်တာကြောင့်ကျွန်တော်လည်းသဘောတူညီစွာနဲ့ပဲမိုးတဲတဲ့ကိုဆင်းပြီးကားကိုစေးကြောပေးခဲ့ပါတယ်ဒါကိုမြင်တဲ့အခါကောင်မလေးကကျွန်တော်ဘေးမှာရက်တီပြီးအခက်ခဲကိုအတူမျှဝေခံစားဖို့ရွေးချယ်ခဲ့ပါတယ်။ဒါကချမ်းသာတဲ့သူတို့သားလောင်းကိုပို့ပြီးစိတ်တူစေပုံရပါတယ်။သူကတမင်တကာပြဿနာရှာပြီးကျွန်တော်ဟာဘဝတစ်လျှောက်လုံးသူ့ကားကိုစေးကြောဖို့လောက်ပဲတန်နေဆိုပြီးလှောင်ပြောင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်မိသားစုဟိုတယ်ကိုရောက်ရှိလာပါတော့တယ်။တဲထန်တဲ့မိုးထဲမှာကျွန်တော်အနိုင်ကျင့်ခံနေရတာကိုမြင်တော့သူတို့ရဲ့ရင်တွေကွဲကြည့်ခဲ့ရပါတယ်ကျွန်တော်အတွက်ဝင်ရောက်ကာကွယ်ပေးဖို့သူတို့ရဲ့လက်ထောက်ကိုခိုင်းပြီးချမ်းသာတဲ့သူတို့သားလောင်းရဲ့ကားကိုတိုက်ခွဲဖျက်ဆီးပစ်လိုက်ပါတယ်ပြီးနောက်ကျွန်တော်ကိုဟိုတယ်ထဲခေါ်သွားပြီးအားလုံးရှိမှအမှန်တရားအားလုံးကိုဖော်ထုတ်ပြသခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချမ်းသာတဲ့လူငယ်ကတော့ဒါကိုမယုံကြည်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲသူ့ဖေစီကဖုံးဝင်လာပြီးအိမ်ကိုချက်ချင်းပြန်လာဖို့အမိန့်ပေးခံခဲ့ရပါတယ်ဒီလူနဲ့တော့နောက်ထပ်ဆုံဖြစ်မယ်မထင်တော့ပါဘူး